နေ့ညမန်ယူဘွဲကတော့ကောင်းတာ ဘာနဲ့ကန်တာလဲ လေဘာဘူးလေဘာဘူးကွင်းမှာမန်ယူကစားသွင်းတာနော်အဲ့ဒါမန်ယူကသွင်းတော့လေဘာဘူးမသွင်းတာဒုတိယပိုင်းကျမှလေဘာဘူးကတလုံးပြန်ချင်အပွဲပြီးကန်ဒီ85လား86လားအဲ့မှာနောက်တော့ခေါင်းကြီးကတက်ပြီးတော့ခေါင်းတိုက်ဟာဘယ်လိုအော်သူညံ ကြားတာလေ စတန်တို့ကျွန်တော်တို့ကဒါဖေကမန်ယူနိုင်မယ်လို့ပြောတာအဲ့ဒါအယုံညောက်တယ်ပေါ့ သူတို့ကမယူဖန်ပဲမလား မန်ယူဖန်တော့ဘာယူဖန်ပဲလေဒါမဲ့သူတို့လည်းသွေးပြက်နေကြတော့တော့လာရင်းမိုက်ခွေးရလေဟောင်းပေါ့ပန်းမြူရတော့ကွာပေါ့ပန်းမြူပွင့်နေတော့အဲ့ဒါလုံးပဲနေရှိတယ်ဘယ်ရောက်အဲ့ဒါခူးရမှာမဟုတ်တော့ဘူးခင်ဗျာ ကြီးပင်တော့တွေ့ရဲ့ ကြီးတယ်လေအိမ်ရှိတယ်အဲ့ဒါလေးတော့ဆိုပါအဲ့လိုလေးတယောက်